မေမေတို့ကိုပြောပြမယ်ခလေးကစိတ်ထဲမှာရှိတာကိုစကားနဲ့မပြောတတ်တဲ့အခါမေမေတို့စိတ်ရှုပ်တတ်ကြတယ်နော်စကားနဲ့မပြောတတ်သေးတဲ့ကလေးအတွက်စိတ်ခံစားချက်တွေကိုထုတ်ဖော်ပြောဆိုတတ်အောင်သင်ပေးခြင်းနဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါဒီနေ့မှာတော့စကားမဟုတ်ဘဲအမှုပညာနဲ့ကစားနည်းကိုသုံးပြီးကလေးရဲ့စိတ်ခံစားချက်တွေကိုဖော်ပြနည်း၄ခုကိုပြောပြပေးမယ်ပထမနည်းခံစားချက်တွေကိုရောင်စုံဆေးရောင်နဲ့ပုံဆွဲပါ Draw your feelings with colors ကလေးကိုဒီနေ့မင်းရဲ့စိတ်ထဲမှာဘာရောင်ရှိလဲလို့မေးပါပြီးရင်အဲ့ဒီရောင်နဲ့ဘာမဆိုပုံဆွဲခိုင်းပါစိတ်ဆိုးရင်အနီရောင်ဝမ်းနည်းရင်အပြာရောင်ပျော်ရင်အဝါရောင်ဆိုတာမျိုးကန့်သက်မထားပါနဲ့သူကိုယ်ပိုင်ရောင်နေဖန်တီးခွင့်ပေးပါအယောင်ကပြောဖို့ခက်တဲ့ခံစားချက်တွေကိုဖော်ပြပေးပါတယ်ဒုတိယနည်းရှင်စီဒါမှမဟုတ်မြေစီနဲ့ပုံဖော်ပါ Sculpt feelings with clay or play-doh တခါတလေပုံဆွဲတာထက်လက်နဲ့ပုံဖော်တာကပိုပြီးစိတ်ခံစားချက်ကိုထုတ်လွှတ်ပေးပါတယ်ရှင်စီဒါမှမဟုတ်မြေစီကိုနဲ့ကလေးနှစ်ယောက်စလုံးကင်ပါဒေါသကိုပြချင်ရင်ဘလို့ပုံဖော်မလဲပျော်ရွှင်မှုကိုဘလို့ပုံဖော်မလဲဆိုတာမျိုးအတူတူစမ်းသပ်ပါတတိယနည်းအယုတ်လေးတွေနဲ့ဇာတ်လမ်းလေးဖန်တီးပါ Use puppets or toys to create a story ကလေးကကိုယ်ခံစားချက်ကိုတိုက်ရိုက်မပြောရတဲ့အခါအယုတ်တရုတ်ကိုကိုစားပြုခိုင်းပါဒီဝက်ဝန်လေးကကြောင်းမှာဘာဖြစ်သွားလဲသူ့ဘာခံစားရလဲလို့မေးပါကလေးကကိုယ်ခံစားချက်ကိုအယုတ်ရဲ့ပါးစပ်ကနေလွတ်လွတ်လပ်လပ်ပြောတတ်ပါတယ်စတိုထာနီဂီတာနဲ့လှုပ်ရှားမှု Music and movement စကားမပြောချင်တဲ့နေ့မျိုးမှာတချင်းဖွင့်ပြီးအတူတူကပါခုံပါလှုပ်ရှားပါဒီတချင်းကမင်းကိုဘယ်လိုခံစားရစေလဲလို့မေးပါဂီတာဟာနှလုံးသားရဲ့ဘာသာစကားပါအရေးကြီးတဲ့မှတ်ချက်ပြင်ဆင်တာဝေဖန်တာမလုပ်ပါနဲ့ no fixing or judging ခလေးရဲ့ပုံပကြီးဇလန်းတွေကိုဒါမှားတယ်ဒီလိုမစွဲသင့်ဘူးလို့ဘယ်တော့မှမပြောပါနဲ့အမှုပညာမှာမှန်တာမှားတာမရှိပါဘူးသူ့ရဲ့ဖော်ပြမှုကိုလက်ခံပြီးမင်းရဲ့ပုံလေးကိုပြပေးလို့ကျေးဇူးပါလို့ပဲပြောပါဒီနီလန်းတွေကိုသုံးရင်ခလေးဟာစကားမပြောတတ်သေးတဲ့အရွယ်မှာတောင်သူ့ရဲ့စိတ်ခံစားချက်တွေကိုလွတ်လပ်စွာဖော်ပြတတ်လာပါလိမ့်မယ်ဒါကသူ့ရဲ့ emotional intelligence EQ ကိုတိဆောက်ပေးပါတယ်ဒီတပတ်သားမီမီနဲ့အတူဒီလိုလေးလုပ်ကြည့်ပါစက်ကူတရွက်နဲ့ရောင်စုံခဲတံလေးတွေယူလိုက်ပါပြီးရင်ဒီနေ့မင်းရဲ့စိတ်ထဲမှာဘာရောင်ရှိလဲလို့မေးပြီးအတူတူပုံဆွဲပါမေမေတို့ကိုယ်တိုင်လည်းကိုယ်စိတ်ထဲကအယောင်နဲ့ပုံဆွဲပါပြီးရင်တယောက်နဲ့တယောက်ပုံလေးတွေပြပါအဆင်ပြေသွားရင်ဒီတပတ်ကျွန်တော်တို့စိတ်ထဲကအယောင်နဲ့အတူတူဆွဲဖြစ်သွားတယ်လို့ comment မှာဝေမျှပေးပါအတူတူနှလုံးသားရဲ့ဘာသာစကားကိုသင်ယူကြရအောင်နေ့စဉ်9မိနစ်စာကျွန်တော်တို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်